မင်းတို့ကဘသူတွေလဲအခုမြင်နေရတဲ့ဒီမင်းကလေးတွေကတော့အသားဖြူဖြောဖြောကြောက်စရာကောင်းတဲ့အထွင်ပြင်းနဲ့နေအောင်ကြီးကိုလည်းမခံနိုင်ကြပါဘူးဒါအပြင်မှန်ထဲမှာလည်းသူတို့ရဲ့အရေးကိုမမြင်ရဘူးလေအခုချက်ချင်းထွက်သွားစမ်းမဟုတ်ရင်အဆောင်တွေကိုခေါ်လိုက်မယ်သူတို့ချင်းချောက်နေပေမဲ့လည်းကျွန်တော်ကတော့ဒါကိုစိတ်ဝင်စားစားရှိနေတော့မယ်ဒါပေမဲ့ခဏနေတော့သူတို့ရဲ့ပုံစံအမှန်ကိုပြလာပါပြီပါဇက်ထဲကအဆွဲတွေနဲ့ကြောက်စရာကောင်းတဲ့တရားဝါတွေပေါ့တစ်ဖက်မှာတော့အေမီကဒီနေရာမှာပိတ်မိနေတဲ့မိန်းကလေးတယောက်ကိုကယ်ဖို့စူးစမ်းနေပါတယ်ဒီနေရာကဘာကြီးလဲသူတို့ဘာတွေလုပ်နေကြတာလဲသူတို့ကညဘက်ဆိုရောက်လာတတ်ကြတယ်ပြီးတော့ကျမကိုခွဲစိတ်ခန်းလိုမျိုးမီးစိမ့်တွေရှိတဲ့အခန်းထဲကိုခေါ်သွားကြတယ်အဲ့ဒီနောက်ပိုင်းကျမရဲ့အသားရည်တွေကဖျောင်းနိုင်လိုမျိုးနေအောင်ကြီးနဲ့ထိတာနဲ့အကြီးပြိုပြီးလောင်ကျွမ်းကုန်တော့တာပဲကယ်ဆယ်ရေးအစီအစဉ်ကတော့တိတ်ပြီးအဆင်မပြေလောက်အိမ်တော်ထိန်အမျိုးသမီးကြီးကတကားတွေကိုအကုန်ပိတ်ခိုင်းလိုက်ပြီးသူ့ဦးကိုဖမ်းဆီးဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲအေမီကအရေးကြီးတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်သူတို့ကသွေးစိုးဖို့ကောင်းနေမဟုတ်ဘူးဂျိုးသားတွေပဲဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့အလှည့်ပြောင်းပါပဲဒါပေမဲ့လွတ်မြောက်ဖို့ကြိုးစားနေတော့မှာပဲအလင်းရောင်နဲ့ထိတွေ့လိုက်တဲ့မိန်းကလေးကတော့အော်ဟစ်ပြီးလန်ကျွမ်းသွားပါတော့တယ်